အားလုံးပဲမင်္ဂလာနံနက်ခင်းပါခေယူနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ခေယူနာတော်နဲ့အတူဘုရားသခင်နဲ့အစာပြုနိုင်ဖို့ Start Your Day with God ရဲ့ Drops of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်အရာရာမှာပြည်လဲဖို့သခင်နဲ့အတူရှောက်လန်းစို့လူအများစုကအရာရာမှာပြည်လဲခြင်းဆိုတာပြဿနာတွေအခက်အခဲတွေလုံးဝမရှိဘဲအေးချမ်းချမ်းနေရတာလို့ထင်တတ်ကြပါတယ်တကယ်တော့ဒီတွေးဟာလက်တွေ့ဘဝနဲ့ကင်းကွာလွန်လာပါတယ်ဘာကြောင့်လဲဆိုတော့ဘဝမှာပြဿနာဆိုတာရှောင်လွဲလို့မရတဲ့အရာတွေဖြစ်လို့ပါပဲအမှန်တကယ်အရာရာပြည်လဲခြင်းဆိုတာပြဿနာတွေကင်းမဲ့နေခြင်းမဟုတ်ပဲဘုရားသခင်နဲ့အတူယုံကြည်ခြင်းအပြင်ဒီပြဿနာတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်ခြင်းကိုဆိုလိုတာပဲဖြစ်ပါတယ်။ကျမတို့အားလုံးဟာမွေးဖွားလာကတည်းကစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ကိုယ်လက်အင်္ဂါမတန်ဆွမ်းခြင်း၊ဆင်းရဲခြင်း၊ချမ်းသာခြင်း၊ဖျားနာခြင်း၊သိဆုံးခြင်းစတဲ့အရာတွေဟာလူတိုင်းကြုံတွေ့ရနိုင်တဲ့ဘဝရဲ့အခက်အခဲတွေပါ။ဒီပြဿနာတွေဟာကျမတို့ကိုစိတ်ဖိစီးစေပြီးစိတ်ပြက်အားငယ်စေနိုင်ပါတယ်။တချို့ဆိုရင်ပြဿနာတစ်ခုခုကြုံလာတဲ့အခါဘသူ့ကိုမှမပြောပြပဲကိုယ့်ဖာသာတယောက်တည်းနာကျင်ခံစားနေတတ်ကြပါတယ်။ဒါပေမဲ့ဒီလိုခံစားချက်တွေကကျမတို့ကိုပိုပြီးစိတ်တက်ကြစေုံကလွယ်လို့ဘာမှမထူးခြားစေပါဘူး။အရာရာမှာပြည်လည်ခြင်းရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့ဆိုရင်တော့ကျမတို့ဟာဘုရားသခင်နဲ့ဆက်ဆံရေးတည်ဆောက်ဖို့လိုအပ်ပါတယ်။ဘုရားသခင်နဲ့အတူရှိနေတဲ့အခါပြဿနာတွေကကွယ်ပြောက်သွားတာမျိုးမဟုတ်ပါဘူး။ဒါပေမဲ့ကျမတို့ကဘုရားသခင်ထံကလာတဲ့ခွန်အားနဲ့ဉာဏ်ပညာကိုရရှိနိုင်ပါတယ်။ကျမတို့အားနေတဲ့အချိန်မှာဘုရားသခင်ကကျမတို့ကိုအားပေးထောက်ပံ့နိုင်သလိုစိတ်ရှုပ်ထွေးတဲ့အချိန်မှာလည်းမှန်ကန်တဲ့လမ်းကြောင်းကိုပြသပေးနိုင်ပါတယ်။တမန်ကျမ်းစာကယုံကြည်ခြင်းအကြောင်းကိုအကြိမ်ကြိမ်ဖော်ပြထားပါတယ်။ဥပမာဖိလိပ္ပိအခန်းကြီး၄အငယ်6မှ9မှာဆိုရင်အဘယ်မှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ယေရှုတော်ကိုချီးမွမ်းခြင်းနှင့်တကွဆုတောင်းထနာပြုသောအဖြစ်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဘုရားသခင်အားကြားလျှောက်ကြလော့ထို့သောပြုလျင်အဘယ်သူမျှချမ်းမမီနိုင်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုဆောင်မလိမ့်မည်လို့ဖော်ပြထားပါတယ်ဒီကြံချက်ကကျမတို့ကိုပြဿနာတွေရှိတဲ့အခါဘုရားသခင်စီဆုတောင်းဖို့နဲ့သူ့အပေါ်ယုံကြည်ဖို့တိုက်တွန်းထားတာပဲဖြစ်ပါတယ်ကျမတို့ကဘုရားသခင်အပေါ်စိတ်ချယုံကြည်ခြင်းအပြင်ဘဝရဲ့အစဉ်ခုံမှုတွေကိုရင်ဆိုင်နိုင်ပါတယ်ဒီယုံကြည်မှုကကျမတို့ကိုငြိမ်သက်ခြင်းခွန်အားနဲ့မျှော်လင့်ခြင်းကိုပေးပါတယ်ပြဿနာတွေကြုံလာတဲ့အခါတယောက်တည်းရင်ဆိုင်နေရတာမဟုတ်ပဲဘုရားသခင်ကကျမတို့နဲ့အတူရှိနေတယ်ဆိုတာကိုနားလည်လာပြီးဘုရားသခင်ကကျမတို့ကိုချစ်တယ်ဆိုတာသိတဲ့အခါဘလို့အခြေအနေမျိုးမှပဲမဆိုကျမတို့ရဲ့စိတ်နှလုံးကငြိမ်သက်ခြင်းရှိနိုင်ပါတယ်။အရာရာမှာပြည်လည်ခြင်းဆိုတာလွယ်ကူတဲ့ဘဝကိုဆိုလိုတာမဟုတ်ပဲခက်ခဲတဲ့အခြေအနေတွေမှာတော့ဘုရားသခင်နဲ့အတူယုံကြည်ခြင်းနဲ့ငြိမ်သက်ခြင်းရှိနိုင်တာကိုဆိုလိုတာပဲဖြစ်ပါတယ်။ဒါကြောင့်သင်ဟာဘဝမှာပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်ဘုရားသခင်ကိုယုံကြည်ပြီးသူ့ပေါ်အားကိုးလိုက်ပါသင်ရဲ့စိတ်နှလုံးဟာဘုရားသခင်ရဲ့ငြိမ်သက်ခြင်းနဲ့ပြေဝလာမှာပဲဖြစ်ပါတယ်အားလုံးပေါ်ဖျားရှင်ကောင်းချီးပေးပါစေယေရှုခရစ်နာမ၌အာမင်